ကလေးတွေနင်တို့အဖွားအိမ်သွားကြမယ်ဖအိမ်ကြီးကတခါတည်းလိုက်လာခဲ့ ဟဲငါမြေးတွေအလေလာလားဟဲ့လာကြ အလဲလာတာမဟုတ်ဘူးအမေသားပြန်လာပေးတာကလေးတွေကလည်းအမေသားနဲ့ရတာဆိုတော့ကလေးတွေတော့အမေစီအကုန်လာပို့တာ ဟောတော့ဘာတွေဖြစ်ကုန်ကြီး အမေသားကအပြင်ကအလုပ်သားလက်ကြောမတင်းတာအိမ်ကအလုပ်ကြတရက်မှမပြတ်ဘူးလေကြာရင်လေဖြတ်တော့မယ်လေညဆိုထမိန်နဲ့ခနာကိုနဲ့မကတ်တာအတော်ကြပြီမေ မေးချလာဖြောင်းပြီးခညောင်ကြီးကိုလက်ညှိုးမထိုးရဘူးလေအဲ့ဘာလုပ်တာလဲလက်မနဲ့ထိုးရလေလက်ညှိုးတော့မထိုးရဘူးလက်မလည်းမထိုးရဘူးပုတ်တက်တယ်ညှိုးနေနာမလဲမေးဟုတ်ပါလားတလားဟုတ်ပါနမလာပဲမောက်လာပဲနမ တက္ကမကြီးတရားအထုတ်ရတာအဆင်ပြေရဲ့လားအဆင်မပြေတာရှိရင်ဖုံဖုံကိုပြောနော်အာမနာနဲ့ အကုန်လုံးအဆင်ပြေပါတယ်ဗျာဒါပေမဲ့တပိတော့မှတရားထိုင်ရင်အာယုံပြုတ်လို့မရဘူးဖြစ်နေပါတယ်ဗျာ ဘာဖြစ်လို့လဲတက္ကမကြီးရဲ့ တပိတော့မှအာယုံပြုတ်လိုက်တာနဲ့ကျွဲတွေပဲပေါ်လာပါတယ်ဖရာ ဘာကိုပြောတာလဲတက္ကမကြီးရဲ့ဖုံဖုံကိုနားလည်အောင်ရှင်းပြပါအောင် ကျွဲကိန်းကိုပြောတာပါဖုံဖုံရဲ့ ဩစလော့ဂိမ်းကိုပြောတာလားအဲ့ဒီဂိမ်းဆိုရင်တော့ဖုံဖုံလဲတစ်ခါတလေစိတ်ပြေလက်ပြောက်တော့စော့တယ်လေ မစော့ပါနဲ့ဖုံဖုံဝင် တစ်ခါတလေအပြင်းပြေပါတက္ကမကြီးရဲ့တက္ကမကြီးရဲ့ဖုံဖုံရဲ့ကားတော့ရောင်းလိုက်ရပြီ မှတ်ပြီလားဟမ်ဒီလောက်ပြောနေတာကိုမရဘူးဘဲနဲ့နေသေးတော့ကြော့ပါဖုံဖုံရဲ့တပိတော့မှစိတ်အရန်တူပြီးပြောမိပြောရတွေပြောလိုက်မိတာပါဗျာတပိတော့မှကိုစိတ်မစိုးပါနဲ့နော်ဖုံဖုံ ဘာကိုကတော့လဲဂိမ်းရှုံးလို့စိတ်တူနေပါတယ်ဆို तू ကတမျိုးခုချက်ချင်းဒီเจ้าမနေဒိုးလိုက်တော့လစ်လိုက်တော့ တုံးကဲအဖွားဘဝကတော့ကြွဲခတ်လို့ရစရာကိုမရှိတော့ဘူးအခုကြည့်နေတဲ့ငါမြေးတွေလည်းလုံးဝမစော့ကြပါနဲ့နော်အားလုံးပဲဘိုင်ပါ